မင်္ဂလာပါကျွန်တော်အေးနေတဲ့အချိန်မှာပူပြတယ်လို့ပူနေတဲ့အချိန်မှာအေးပြတယ်ဆိုတဲ့အထိပ္ပယ်ကိုမြင်အောင်ကျွန်တော်ဗီဒီယိုလေးနဲ့ချပြပေးမှာဖြစ်ပါတယ်ဒီတိုင်းတာငါတို့မိသားစုကောင်းရင်ပြီးတာပဲငါတို့ဆွေမျိုးသားချင်းကောင်းရင်ပြီးတာပဲငါတို့နေရာရက်ွက်လေးကောင်းရင်ပြီးတာပဲဆိုတဲ့ဒီလိုစိတ်တမ်းမျိုးဖြင့်ဒုဗုဒ္ဓဘာသာတွေမညီမညွတ်တကောကောင်းဖြင့်လုပ်နေတဲ့ကာလဘလုံးတိတ်မကြောက်ပြိတ္တကြီးဒါလို့ကြောင့်ဘုန်းကြီးတို့ကို6ကိုလိုက်ဟောခြင်းဖြစ်ပါတယ်တရုတ်နိုင်ငံကြီးရောက်လာတော့တရုတ်လူမျိုးတွေရဲ့ကြိုးစားအားထုတ်မှုညီညွတ်မှုတွေသူတို့ရဲ့တိုးတက်မှုတွေအမှန်ကန်တိုးတက်မှုပေါ့နော်ဒီကတိုးတက်တဲ့နေသားတွေကြည့်ပြီးတော့ဝမ်းလဲဝမ်းသာပြီးတယ်ကုံလဲကုံယူမှုအားကြပေါ့အဲ့လိုဝမ်းသာကုံယူမှုနဲ့အတူမိမိတို့ရဲ့အမိမြန်မာနိုင်ငံကြီးကိုကြည့်ပြီးတော့လည်းဝမ်းနေမှုဖြစ်တာပေါ့နော်ဝမ်းနေတာပေါ့နော်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဆိုတာကနေချင်းဆက်နေတာဖြစ်ပါတယ်။နေချင်းဆက်နေတဲ့နိုင်ငံဖြစ်ပါရဲ့နဲ့ပြည်တော်နိုင်ငံကြဖြူဖြဲပြိုကွဲနေတာတွေ့ရတော့ဝမ်းလည်းဝမ်းနဲ့စိတ်လည်းစိတ်မကောင်းဘူး။လေအဲ့တော့မိမိရဲ့မြန်မာနိုင်ငံကိုဘယ်လိုများပြောချင်တယ်လဲဆိုလို့ရှိရင်ငြိမ်းချမ်းစေချင်တာပေါ့အားလုံးတယောက်နဲ့တယောက်တူနဲ့တူချစ်ချစ်ခင်ခင်ချင်းချင်းနဲ့ဖြစ်ရမဖြစ်ဖ ೇನೆ ပေါ့ရမဖြစ်ဖ ೇನೆ ပေါ့အဲ့လေငြိမ်းချမ်းစေချင်တဲ့ဆန္ဒတွေပေါ့စီဝါရေးတွေပညာရေးတွေကုသိုလ်ရေးတွေဘာသာရေးတွေပေါ့အေးချမ်းချမ်းနဲ့လှုပ်စီခြင်းနဲ့ဆန္ဒလေးတွေဖြစ်ပေါ်လာဒါဖျားတပည့်တော်ရဲ့ယင်ထဲမှာဖြစ်ပေါ်လာတယ်ဆန္ဒအမှန်ဖြစ်တယ်ဒါပေမဲ့ဆန္ဒအမှန်တော့မှဒီလိုသိချမ်းပါစေငြိမ်းချမ်းကြပါစေပြောင်းနဲ့ရမရှိပြပါစေနဲ့ရမရှိကြပါနဲ့စီဝါရေးပညာရေးကုသိုလ်ရေးတွေငြိမ်းချမ်းရေးတွေဆောက်ချပြီးတော့လုပ်ကြပါလို့ကောင်းတဲ့စကားလေးပြောရတော့မှအဲ့တော့ကျွန်တော်တို့အေးတာတကယ်ကိုရေခဲတုံးကြီးလို့ပဲเนาะကျွန်တော်တို့ဒီလိုမျိုးနိုင်ငံကြီးတိုးတက်စေခြင်းနဲ့စီးပွားရေးကောင်းမွန်ခြင်းနဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီလိုရန်ပွဲတွေမဖြစ်နဲ့အေးချမ်းကျွန်တော်တို့စီလုံးနေကြရင်ဒီလိုမျိုးတိုးတက်လာနိုင်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ပထမတော့ဗီဒီယိုမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေเนาะပြည်သူ့ဆိုရလက်ထက်မှာကျွန်တော်တို့ပြည်သူတွေရဲ့ပျော်ရွှင်တဲ့အပြုံးနေနဲ့ကျွန်တော်တို့ဒီနိုင်ငံတိုးတက်အောင်ဘယ်လိုသွားမလဲဆိုတဲ့အခြေအနေမျိုးမှာသူတို့ဒီလိုနိုင်ငံကြီးကဒီလိုဘာတွေဖြစ်လာတော့မယ်ညာတွေဖြစ်လာတော့မယ်ဒီလိုမျိုးဗုဒ္ဓဘာသာတွေဘာညာကိကပေါ့เนาะကျွန်တော်တို့အမှဘိုးကြောင်ဆာမိတ်ကုန်းလို့ဘာလို့တော့ကျွန်တော်တို့တွေ့ရတာပေါ့เนาะဒါကအေးနေတဲ့အချိန်မှာဒါပူပြနေတဲ့သဘောကိုကျွန်တော်တို့သတိပြုတင်ပါတယ်အခုကျွန်တော်တို့ပူနေတဲ့အချိန်ခါလိုမျိုးမှာသူကဒီလိုမျိုးသူတော်ကောင်းကြီးလို့အေးပြနေတာပေါ့နော်တကယ်ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးရှင်ကြီးလို့မာလို့ထိတောင်ကျွန်တော်တို့ကနိုဘယ်ပေးရမယ့်အခြေအနေမျိုးတော့တွေ့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးဘာလို့နှိုင်းချင်ပြရလဲဆိုတော့မြတ်စွာဘုရားရဲ့တစ္ဆာတရားဆိုတာလောကတဘာဝအရှိတရားပေါ့နော်လောကကြီးအေးတဲ့ချိန်မှာပူပြတာလားနော်လောကကြီးပူနေတဲ့အချိန်မှာအေးပြတာလားဒါဆိုရင်သူ့ရဲ့သဘောကဘယ်လိုမျိုးဆောင်တယ်လဲဒါမိတ်ဆွေတို့ကျွန်တော်တို့သတိပြုရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကကျွန်တော်တို့ညီတူတယောက်မှာအပြစ်တင်ချင်မဟုတ်ပါဘူးလောကသဘာဝရှိတရားကလောကကြီးအေးနေရင်ပူတယ်လို့ပြောတာကတစ္ဆာတရားဖြစ်ပါသလားလောကကြီးပူနေတဲ့ချိန်အေးပြနေတာကဟော
ကျွန်တော်တို့သစ္စာတရားဖြစ်ပါသလားဆိုတာကိုစဉ်းစားတွေးခေါ်နိုင်ရန်မိတ်ဆွေတို့ကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ